ပြန်ရဲ့လမ်းကိုငါတို့မမြင်နိုင်သေးအချိန်တွေကရှောက်သွားဘယ်ကိုအိုးဒီမလဲမသိသေးစိတ်ထဲမှာစိုးရိမ်မှုတွေတိတ်တဆိတ်တက်လာတယ်လမ်းပြောက်သလိုခံစားရင်ဘယ်သူကိုကိုးစားရမလဲလူသားအမြင်ကကန့်သက်ထားအနာဂတ်ကိုမဖတ်နိုင်ဘူးဒါပေမဲ့တယောက်ရှိတယ်အရာအလုံးသိထားသူယေရှုသာသိတယ်မနှက်ဖြန်ကိုငါဘဝလမ်းတွေဘယ်လိုဖြစ်မလဲဆိုတာမမြင်ရသေးတဲ့နေ့ရက်တွေသူ့လက်ထဲမှာအလုံးရှိတယ်ဒါကြောင့်ယုံကြည်လိုက်ပါမနှက်ဖြန်ကိုပိုင်ထားဒီနေ့မှာပဲဆုံးဖြတ်လိုက်အချိန်မနှောင်းခင်မှာအခွင့်အရေးတွေလက်လုံးမိရင်ပြန်မရနိုင်တော့ဘူးလေအချိန်ဟာမဆောင်နေပဲတိတ်တဆိတ်ရွှေသွားနေမနှက်ဖြန်ကိုမသိတဲ့အတွက်ဒီနေ့ကိုမပြုံးသင့်ဘူးယေရှုလက်ကိုကိုင်ထားလိုက် yeah ဘဝလမ်းမှာမပြောင်းတော့ဘူးမိုးမလာခင်တိမ်တွေစုမနှက်ဖြန်လဲမသေးကြဘူးဒါကြောင့်အခုချိန်မှာပဲသူ့အနာကိုနီးကပ်လိုက်ပါဖြစ်မလဲဆိုတာမမြင်ရသေးတဲ့နေ့ရက်တွေသူ့လက်ထဲမှာအလုံးရှိတယ်ဒါကြောင့်ယုံကြည်လိုက်ပါမနှက်ပြန်ကိုပိုင်ထားဒီနေ့မှာပဲဆုံးဖြတ်လိုက်အချိန်မနှောင်းခင်မှာမနှက်ပြန်ကိုပိုင်ထားသူယေရှုကိုယုံကြည်လိုက်ပါ